Assalamualaikum ဒီနေ့က strawberry လာကူးတာပါကဲဒါဆို strawberry အကြောင်းလေးပြမယ်ဒါလေးရကြ strawberry ရွက်ပါ strawberry ရွက်ကနေပြီးတော့ဟာလိုမျိုး strawberry ပွင့်လေးပွင့်မယ်ဒီလိုမျိုးလေးပေါ့နော်အဲ့လိုမျိုးလေးပွင့်မယ်ပွားလို့ရှိလို့ရှိရင်အခုလိုမျိုးလေးပွင့်ပြီးသွားလို့ရှိရင်အသီးလေးစသီးပါမယ်နော်ဒီကနေသီးပြီးဒီရောင်ရောက်မယ်ဒီရောင်ကနေပြီးတော့ကျမတို့ရေးရေးလေးပြပြီအော်ဟောဒီမှာတွေ့လားဒီမာတွေဟောဒီမာတွေအရင်လှတဝက်လေးမမှဲ့သေးဘူးဒါဆိုတိတ်မမှဲ့သေးဘူးเนาะအဲ့လိုမျိုးလေးပါရှင်เนาะဒီမှာပါခူးထားပါတယ်ရှင်အဲ့ဒါကိုပြောနေကြော်ရင်ပါလို့လား စတော်ဘရီတွေလေအသက်60မှာခူးဘူးတာတွေ့ဘူးတာတိလားကိုရန်ကုန်မှာတောင်ကြီးသွားတော့ကလေစတော်ဘရီချမ်းနဲ့တလုံးမှမသိလို့တလုံးမှလည်းမစားခဲ့ရအောင်အခုမှပဲခူးဘူး